လေ့ကျင့်ခန်းလို့ဂျင်ကစားနေတဲ့သူတွေအနေနဲ့ master base လုပ်လို့ရှိရင်အာသာဖြေလို့ရှိရင်ပေါ့နော် train ခွန်အားတွေကျသွားနိုင်လားကြွက်သားတွေဆုံးရှုံးနိုင်လား testosterone hormone level တွေကျဆင်းသွားစေနိုင်လားပြီးတော့ fitness ဘိုင်းဆိုင်ရာဆွမ်းဆောင်ရည်တွေကျဆင်းသွားနိုင်စေလားယောက်ျားမပီသားတော့ဘူးလားဆိုတဲ့မေးခွန်းတွေနဲ့လူတွေကဒီနေ့ချိန်ဒီဇဝေဇဝါဖြစ်နေကြတော့မှာဒီဗီဒီယိုမှာတော့အဲ့လိုတွေထပ်မဖြစ်စေရအောင်ရှင်းပြပေးမှာဖြစ်ပါတယ် okay ပထမဆုံးအနေနဲ့ဒီလိုမေးခွန်းတွေဖြစ်လာစေတဲ့အတိခတ်တရားခံကိုကြည့်ကြည့်ရအောင်အဲ့ဒါကတော့ testosterone hormone ပါ testosterone hormone ကကြွက်သားတိဆောက်ဖို့ခွန်အားထောက်ပံ့ဖို့နဲ့ယောက်ျားလေးတွေရဲ့ကြားစိတ်ယောက်ျားဆန်တဲ့စိတ်ကြမ်းတမ်းခက်ဆန်တဲ့စိတ်တွေအပေါ်ကိုထိန်းချုပ်သိမ်းရောက်နိုင်ပါတယ်ပြီးတော့အာသာဖြည့်ခြင်းကလည်း testosterone hormone level အပေါ်တက်ရောက်မှုရှိတယ်ဆိုတာလည်းအတိအကျဖော်ပြထားကြပါတယ်2003ခုနှစ်လောက်ကလုပ်တဲ့ Achieve for Sexual Behavior တွေကလေ့လာချက်ထဲမှာယောက်ျားလေးတွေကို9ရက်ဆက်တိုက်ဘာအတောက်အစားအပျော်ပါ sex နဲ့ masturbation လည်းပါတယ်ပေါ့နော်အဲ့ဒါတွေမလုပ်စေဘဲနဲ့သူတို့ရဲ့ testosterone level အပြောင်းအလဲကိုတိုင်းတာပါတယ်9ရက်မြောက်နေ့အရောက်မှာတော့သူတို့ရဲ့ testosterone level က145.8 ရာခိုင်နှုန်းအထိတက်လာပါတယ်ဆိုတော့ပုံမှန်ထက်45ရာခိုင်နှုန်းလောက်ပိုတက်လာတာကိုတွေ့ရပါတယ်နောက်နေ့10ရက်မြောက်နေ့မှာတော့ master base လောက်ခိုင်းလိုက်တယ်ပြီးတော့ပြန်တိုင်းကြည့်တဲ့အခါမှာ normal level ပုံမှန် level ကိုနိုင်ပိုင်းအတွင်းပြန်ကျသွားတာကိုတွေ့ရပါတယ်အဲ့တော့ master base လုပ်လို့ရှိရင်တကယ်ပဲ strength တွေ testosterone level တွေကျဆင်းသွားတာပေါ့လို့ထင်သွားပါလိမ့်မယ်အမှန်ကအဲ့လိုတော့လည်းမဟုတ်ပါဘူးရှင်းပြပါမယ် testosterone hormone ကတစ်နေ့မှာတစ်ကြိမ်ပဲထုတ်တာမဟုတ်ပါဘူးတစ်နေ့တာလုံးတောက်လျှောက်မှာထုတ်လွှတ်နေတာဖြစ်ပါတယ်လူတစ်ယောက်တည်းရဲ့မနက်နိုးချင်း testosterone level ကညနေခင်း testosterone level တဲ့ အများကြီးပိုများနေနိုင်ပါတယ် testosterone level အတက်အကျကစိတ်ဖိစီးမှုအိတ်ချိန်နဲ့အစားအစာတွေပေါ်ကိုမူတည်ပြီးတော့ပြောင်းလဲတာဖြစ်ပါတယ်အာသာဖြေတဲ့တစ်ခုတည်းပေါ်မူတည်ပြီးတော့ပြောင်းတာမဟုတ်ပါဘူးအဲ့တော့အဆုံးနောက်ကပြောပြတဲ့လေ့လာချက်အရာအတော့အစားတွေ sex နဲ့ masturbate မလုပ်လို့တက်လာတဲ့ testosterone level 45ရာခိုင်နှုန်းကအများကြီးလို့ထင်ရပါမယ်တကယ်တမ်းကျတော့အဲ့ဒီအပူ45ရာခိုင်နှုန်းကြောင့်တိတိတတ်တာကြွက်သားပိုတိုးလာတာတို့အပူရှိလာတာတို့ fitness ဘိုင်းဆွမ်းဆောင်ရည်တွေတက်လာတာတို့မရှိပါဘူးကျွန်တော်တို့ master base လုပ်လို့ပြီးသွားတဲ့ချိန်အာသာဖြေလို့ပြီးသွားတဲ့အချိန်မှာကျွန်တော်တို့ခန္ဓာကိုယ်ကနေ prolactin လို့ခေါ်တဲ့ဟော်မုန်းတစ်မျိုးကိုထုတ်လွှတ်ပါတယ်အဲ့ဒီဟော်မုန်းကဘာလို့ပေးလဲဆိုတော့နေတာထိုင်တာရှိသွားတယ်လို့စိတ်ကျဉ်နဲ့သွားတယ်လို့ခံစားရအောင်လုပ်ပေးပါတယ်ပြီးတော့ dopamine ထုတ်လွှတ်မှုကိုလည်းပိတ်ချလိုက်ပါတယ်အဲ့တော့အာသာဖြေပြီးသွားလို့ရှိရင်ကျွန်တော်တို့ရဲ့စိတ်အားထက်သန်မှုတွေကြမ်းတမ်းခက်ထန်တဲ့စိတ်တွေအာယုံစူးစိုက်နိုင်စမ်းတွေကကျဆင်းသွားပါတယ်ဒါက prolactin ရဲ့ effect ကြောင့်ပါလူတွေကအဲ့ဒါကိုကြည့်ပြီးတော့ master base လုပ်လို့ရှိရင်ခွန်အားကျတယ်ဘာညာရှောက်ပြောနေကြတာဖြစ်ပါတယ်သူတို့တကယ်အရေးကြီးတဲ့တစ်ချက်ကိုတော့မေ့နေကြပါတယ်အဲ့ဒါက prolactin hormone effect ရဲ့ကြာချိန်ပါသိပ္ပံပညာရှင်တွေက prolactin ရဲ့ effect ဟာမိနစ်30ကနေ60အထိပဲကြာတယ်လို့ဖော်ပြထားပါတယ်အဲ့ဒီအချိန်တွင်းမှာတော့ testosterone level ကလည်းကျဆင်းနေမှာပါပဲခင်ဗျားကအာသာဖြေပြီးချင်းကျင်သွားမယ်လေ့ကျင့်ခန်းတွေလုပ်မယ်ဆိုရင်တော့အနည်းငယ်အားနည်းနေတယ်လို့ခံစားရမယ်အရင်ကလောက်မလုပ်နိုင်တော့တာတွေဖြစ်မှာပါပဲအဲ့ဒါကြောင့်တိုင်မင်ကအရေးကြီးပါတယ်အဲ့တော့အနှစ်ချုပ်ပြန်ပြောရလို့ရှိရင်အာသာဖြေပြီးတဲ့ခဏတော့ prolactin hormone ရဲ့ effect ကြောင့်ကျွန်တော်တို့ကပုံမှန်ထက်ဆွမ်းဆောင်ရည်အနည်းငယ်ကျသွားနိုင်ပေမဲ့တခြားအချိန်တွေမှာတော့ master base လုပ်လို့ကျွန်တော်တို့ရဲ့ခွန်အား strength တွေမကျသွားပါဘူးယောက်ျားပီတာတာလည်းမလျော့သွားပါဘူး fitness ဘိုင်းဆွမ်းဆောင်ရည်တွေလည်းမကျဆင်းစေပါဘူးကြွက်သားတွေပျက်စီးဖို့ဆိုလို့ရှိရင်ပိုလို့တောင်ဝေးပါသေးတယ် master base ကြောင့်ထိခိုက်စေတဲ့အချိန်အတိုင်းအတာခဏလေးပါပဲဒါကိုသိထားမယ်ဆိုလို့ရှိရင်တော့ခင်ဗျားအနေနဲ့ဘာဇဝေဇဝါဘာအပြစ်ရှိတဲ့စိတ်မှမဖြစ်စေဘဲနဲ့လုပ်လို့ရပါပြီကိုက heavy training session တွေကြိုင်ပွဲတွေရှိရဆိုရင်တော့ masturbation လုပ်တဲ့ timing ကိုပဲ view site ကိုလိုပါလိမ့်မယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်တို့ FGFN channel လေးကနေပြီးတော့နေ့စဉ် fitness နဲ့ပတ်သက်တဲ့သတင်းအချက်အလက်နဲ့အယူအဆမှားတွေကိုသိပ္ပံနည်းကျရှင်းလင်းဖော်ပြပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားပြီးတော့တခြားသိချင်တာများကိုလည်း comment မှာဝင်ရောက်မေးမြန်းသွားလို့ရပါတယ်အဆုံးထိကြည့်ပေးတာကျေးဇူးတင်ပါတယ်